ကဲအားလုံးပဲမင်္ဂလာပါလို့เนาะကျွန်တော်တို့19ရက်ကနေပြီးတော့21ရက်17လ2025အတွက်ဒါတော့ line ပေါ်မှာပုံမှန်တင်ပြနေကြပါထိုက်မပြောက်ပါသည်မွေးခွေမွေးကွက်เนาะဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်တင်ပြတာပကေတာအကတ်ထဲမှာရှိတဲ့ကနအကုန်လုံးထွက်တယ်เนาะအဲ့တော့ထိုးတာမထိုးတာရှုံးတာမြတ်တာထိုးခြင်းနေတာမြတ်တာတော့မိတ်ဆွေတွေအပိုင်းပေါ့เนาะရှုံးတာမြတ်တာကတော့ကျွန်တော်တို့ဒါလောဘပေါ့เนาะကိုကောင်းကောင်းမွန်မွန်ရထားရင်နားပေါ့ဟုတ်လားဒီခေတ်ကကနေပြီးတော့ကုံလွန်သွားရင်တော့နားပေါ့နော်ကိုင်းအားလုံးပဲဒီတစ်ပတ်မပြောက်ပတ်သေးရတော့4 1 4 8မိတ်4 6 4 2အရန်9 9 9 5မိတ်9 8 9 4အရန်2 5 20မိတ်2 6 2 1အရန်ဆိုပြီးတော့မှရှိပါတယ်တပတ်စာဒီတစ်ပတ်မွေး9ကွက်ဆိုင်ကတော့40 45 48 90 95 98နဲ့20နှစ်နှစ်ခွန်ဆိုပြီးတော့မှမွေးကန9ကွက်ဆိုင်ကိုရရှိထားခြင်းဖြစ်ပါတယ်ဗရိတ်ကျွန်တော်တို့ဒီတစ်ပတ်4 9ဗရိတ် special လာပါမယ်40 45 90 95 49ပါတော့49ပရိတ်ဖြစ်ပါတယ်เนาะ40 45 90 95ပုဒ်တူးတွေးမှာကြာမှာဖြစ်ပါတယ်နဲ့4589အခွေပေါ့เนาะဒီကောင်ဒီကျွန်တော်တို့9လုံးခွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကနန်းနဲ့ပတ်သက်လာရင်တော့အပူမပါနဲ့ခွေပြီးတော့ကစားရမှာဖြစ်ပါတယ်เนาะကိုမကြိုက်တဲ့ကွက်တွေကိုဖယ်ထုတ်ပြီးတော့ကစားလို့ရတယ်4589ဆိုတဲ့အခွေကိုကျွန်တော်တို့ကနန်းကိုစီပြီးတော့ချလိုက်ကနန်းစီချလိုက်မယ်ဆိုရင်မိတ်ဆွေတို့ကနန်း9ကွက်စိုက်တော့9နာရီ18ပတ်တိတလုံးစာပေါ့နော်ဖြစ်တယ်ပတ်တိတလုံးစာဖြစ်တယ်ဒီအခွေရတော့ကျွန်တော်တို့ဒါအဲ့ဒီထဲမှာမလိုလားအပ်တဲ့ကနန်းတွေကိုဖယ်ထုတ်လို့ရတယ်ပေါ့နော်45 80နဲ့ပို့တို့ဟုတ်လား45တို့နော်နဲ့4တို့ဒီလိုမျိုးတွေကျွန်တော်တို့လာနိုင်တဲ့ကောင်တွေဖယ်ထုတ်လို့ရပါတယ်တောင်ကြပရိတ်ဖြစ်တဲ့28တို့ဟုတ်လားဒီကောင်တွေကျွန်တော်တို့ဖယ်ထုတ်ချက်အဖြစ်မွေးကနန်း9ကွက်စိုက်ကပေါ့နော်ဒီအခွေ6ကွက်ဆိုင်ပေါ့နော်6ကွက်ဆိုင်9နိုင်18ကွက်အဲ့ဒီမှာအကွက်တွေလျှော့လိုက်မှဆိုရင်အများကြီးတက်သွားမယ်ဟုတ်လားကဲအားလုံးပဲ19ရက်ကနေပြီးတော့21ရက်17လ2025မှာအဖွင့်လာပြီးတော့ပိတ်တီလည်းလာကြပါစီဘဒူးမကျော်အတွင်းမှာပဲဒီမပြောက်ပတ်တီတရားထွက်ရှိမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်ကလည်းတို့တွေမပြောက်ပတ်တီဒီဗုဒ္ဓအတွင်းမှာပဲကုံဆုံးသွားခဲ့တယ်ပေါ့နော်ကဲအားလုံးပဲပေါက်ပါစီဗျာကိုင်းလက်တော့ site တွေနဲ့ကျွန်တော်ကြည့်ကြပါတယ်ဆိုတဲ့မိတ်ဆွေတွေကတော့ channel ကို like and subscribe ပါလေးတွေနှိပ်ထားမယ်ပေါ့နော် share လို့ရတဲ့နေရာလေးဒီမှာလည်း share ထားမယ်ဟုတ်လားအေးတူစေတနာတူမေတ္တာတဲ့နော်မနေ့ကတော့ကျွန်တော် line ပေါ်ကကိုကျော်ဆိုးလားကိုကျော်ဆွေးလားမဟုတ်ဘူး9000ပြီးခဲ့ပါတယ်ကျေးဇူးအထူးတင်ရှိပါတယ်ဗျာနော်ချဲကြီးပေါက်ပါတယ်တဲ့ကျွန်တော်ကနန်းကိုလိုက်ကြည့်ပြီးတော့ထိုးပြီးတော့မှနော်ပေါက်ခဲ့ပါတယ်တဲ့ဟုတ်လားမဟုတ်ဘူး9000ပြီးပါတယ်ကျေးဇူးအထူးတင်ပါတယ်အဲ့တော့ကျန်တဲ့မိတ်ဆွေတွေလည်းမနေ့ကတော့ချဲကြီးပေါက်ကြမယ်လို့ထင်ပါတယ်နော်အားလုံးပဲဟုတ်လားကိုင်း channel လေးကို like and subscribe နှိပ်ခြင်းအဖြစ်ကျွန်တော်တို့တစီတစောင်းနဲ့ကြည့်ကြဖို့ဗျာနော်ကနန်းတစ်လုံးပတ်တီတစ်လုံးရဖို့ဆိုတာမလွယ်ဘူးပေါ့နော်ဒါကြောင့်မလို့မိတ်ဆွေတို့လက်တော့ site ကလေးတွေနဲ့ကြည့်ကြပါတယ်ဆိုရင်တော့ channel ပုံမှန် runner ပေါ့နော် subscribe ပါနှိပ်ထား share လို့ရတဲ့နေရာမှာ share ထားဗီဒီယိုတစ်ပုတ်တင်နေအဲ့ဒီဗီဒီယိုတစ်ပုတ်မှာ view 60ကြီး60လက်မှနှိပ်ထားမယ်မြင်ကျင်တယ်နော်ဟုတ်လားဒီလိုက်လက်မှလေးနှိပ်ရတာစေတနာမမွေးကြနဲ့ဟုတ်ရဲ့လားငါတို့တပုံမှာတက်ပေးနေပါလားဆိုတဲ့အတီလေးကိုလူတိုင်းမွေးထားပါနော်အချောင်ပဲနေမနေကြနဲ့အချောင်ရယူစိတ်နဲ့ပဲနေမနေကြပါနဲ့ဟုတ်လားနော်မနေ့ကဆိုရင်လည်း 3D ပေါက်တယ်ဟိုဘက် channel ဒီမှာလည်း 3D ရပေါက်တယ်နော်ကျွန်တော် channel တစ်ခုဖွင့်လိုက်တိုင်းမှာ 3D ကတော့ပေါက်ပြီးသားပဲဟုတ်လားအခုလည်း channel အသစ်ကိုကျွန်တော်ကအဲ့ဒီမှာမွေးကနန်း4615ပေါ့နော်အတွဲဟုတ်လားနော်ဟိုဘက် channel မှာပထမဆုံးကျွန်တော်ထုတ်ပြီးခဲ့တာ 3D နဲ့ပတ်သက်ပြီးတော့မွေးကနန်း6ကွက် site လား6ကွက် site က3ကွက်ထုတ်ပါတယ်ဒီထပ်ပြီးတော့ထုတ်ထားတယ်မွေးကနန်း2ကွက်ကိုပြီးတော့မှကျွန်တော်တို့ထုတ်ထားတယ်နော်အဲ့တော့မနေ့ကတော့အဲ့ဒီတွက် site ကကျွန်တော်တို့ကုံဆုံးသွားခဲ့ပါတယ်နော်မွေးကနန်း special ရကြမယ်လို့လည်းထင်ပါတယ်ကျွန်တော်တို့ဘယ်နှပတ်မြောက်လဲတစ်ပတ်နှစ်ပတ်သုံးပတ်ကနေပြီးတော့ကျွန်တော်3ပတ်မြောက်လောက်ကစပြီးတော့ထုတ်ပေးထားတဲ့မွေးကနန်းပေါ့နော်မွေးကနန်းအခွေလေးဖြစ်ပါတယ်
ကဲအားလုံးပဲဒီတစ်ပတ်လဲကျွန်တော်တို့မပြောက်ပါသည်အားလုံးမျိုးမြတ်အမြတ်ရရှိကြပါစေလို့ဆုမကောင်းတောင်းမိပါတယ်အားလုံးဘိုင်ဘိုင်ပါ